皆さんこんにちは。ဒီနေ့ကတော့ပေါ့နော် N2 ရဲ့မိကုံးဟောင်းမှာပါတဲ့ grammar အပိုင်းကိုပေါ့နော်အတူတူဖြည့်ကြည့်ကြမယ်။ဒီမိကုံးကကြတော့2020 12လပိုင်းရဲ့မိကုံးဟောင်းပေါ့နော်။ဒါဆိုရင်အတူတူဖြည့်ကြည့်ကြမယ်နော်။明日海外に留学中の友達が1年何々帰国する。会って話を聞くのが楽しみだ。မနေ့ပြန်ကြရင်နိုင်ငံသားမှာကျောင်းသွားတဲ့တငယ်ချင်းကတစ်နှစ်ကွက်လက်နိုင်ငံပြန်လာမယ်ပေါ့နော်တွေ့ပြီးတော့စကားရင်းနားထောင်မှုကရင်ခုန်နေပြီပျော်ရွှင်နေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီကွက်လက်မှာလိုက်မယ်အချင်းနဲ့ရဲ့နောက်မှာလိုက်မယ်စကားလုံးကဘာဖြစ်မလဲအိုကီနီသာဘီနီဘူရီနီဥချီနီဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်3ပေါ့နော်ဘူရီနီဆိုတာကကြတော့ကွက်လက်ကြာမှဥပမာစာရှိပရင်းနေဆိုရင်မတွေ့တာကြာမှပေါ့နော်ပြန်တွေ့တဲ့တငယ်ချင်းလိုမျိုးဒါကကြတော့အချင်းနံဘူရီဆိုတော့တစ်နှစ်ကြာမှပြန်တွေ့ရတဲ့ပုံစံမျိုးပေါ့နော်ဘူရီနီမှာကြတော့ဆောင်းစားတယ်ဆိုတော့သူကခန်းစားချက်ပါတယ်ပေါ့နော်ဒီလိုနေ့ကိုရောက်ဖို့အတွက်အချိန်ကြာကြီးဆောင်းစားခဲ့ရတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာဖြစ်ပါတယ်โอเคနီကကြတော့နာနီနာနေကြတစ်ခါဥပမာတနင်္ဂနွေခြားတစ်ခါယထာလာတယ်တို့ဒီဘက်ကို3ရက်ခြားတစ်ခါကြောင်းသွားတယ်လို့အဲ့လိုမျိုးသုံးတာဖြစ်ပါတယ်။ထာဘီနီကကြတော့နာနီနာနေတိုင်းပေါ့နော်ဥပမာအောက်ထာဘီနီတွေ့တဲ့အခါတိုင်းတို့တချင်းနားထောင်လဲဆိုရင်ခုနဥတာကိုခိကုထာဘီနီနားထောင်တဲ့အခါတိုင်းတို့တခုခုကိုဒီဟာကိုလှုပ်တိုင်းတခုခုကိုခန်းစားရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီတချင်းကြရတိုင်းတယောက်ကိုတတိရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ထာဘီနီဆိုတာကနာနီနာနေတိုင်းနောက်တစ်ခါကျဥချီနီဆိုတာကနာနီနာနေအတော်တွင်နာနီနာနေအချိန်တွင်းမှာဆိုတဲ့ပုံစံမျိုးပေါ့နော်ဥပမာမမေ့ခင်အချိန်တွင်းမှာဘာကိုလုပ်ပါညာကိုလုပ်ပါအဲ့လိုမျိုးအချိန်အတွင်းချိန်ကာလအတော်အတွင်းကြားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်နောက်တစ်ပုဒ်ကကြတော့12年間付き合っている彼女に今年何々結婚を申し込もうと思っているစနေနေ့ကြာတွေ့ခဲ့တဲ့ချစ်သူကိုကောင်းမလေးကိုဒီနှစ်ကွက်လက်နှစ်ထပ်ခွင့်တောင်းဆိုမယ်လို့တွေးထားတယ်အဲ့တော့ဒီ今年ရဲ့နောက်မှာလိုက်မယ်စကားလုံးကဘာဖြစ်မလဲဟုတ်ပါတယ်ဖြေမှန်ကတော့နံပါတ်1ပေါ့နော်ခိုးဆိုဆိုတာကတော့ဝါဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲပေါ့နော်ဒီနှစ်ကတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့ကွက်လက်ကတော့ခိုးဆိုဆိုတာဝါနဲ့အဓိပ္ပာယ်တူတယ်ဒါပေမဲ့ခိုးဆိုတာပို့ပြီးခန်းစားချက်ပါတယ်ပေါ့နော်ဒီနှစ်ကတော့တေချာပေါက်ကျော်ခိုးဆိုဖန်ကျော်ရှိမှာဒီနေ့ကတော့တေချာပေါက်စားချက်မယ်ဆိုပုံစံမျိုးပေါ့နော်ခိုးဆိုအဲ့တော့ဒီနှစ်ကတော့တေချာပေါက်သူကလက်ထပ်ခွင့်တောင်းမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခိုးဆိုဆိုတာကဝါနဲ့အဓိပ္ပာယ်တူတယ်ဒါပေမဲ့သူကပို့ပြီးတော့လေးနဲ့တဲ့ခန်းစားချက်ပါပါတယ်နောက်တစ်ခုကစရဲဆိုတာကနာနီနာနေတောင်မှဥပမာကလေးတောင်မှလုံနိုင်နေတို့အဲ့လိုပုံစံမျိုးပေါ့နော်ခိုးသုံးမစရဲခိုးတဲ့နောရှိကိုတခီလို့ဆိုပုံစံမျိုးပေါ့နော်စရဲဆိုတာကတောင်မှဆူရဆိုတာလည်းတောင်မှပဲအတိတ်ပဲကအတူတူပဲဒါပေမဲ့ဆူရနဲ့စရဲနဲ့ဆူရကဘာကွာလဲဆိုတော့စရဲကစကားပြောမှသုံးတယ်ဆူရကကြတော့ဒီအရေးသားတွေမှာသုံးတာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့တောင်မှဆိုတဲ့အဓိပ္ပာယ်အတူတူပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကနိုမီဆိုတာက only ဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲပေါ့နော်ကွက်လက်တာပဲကွက်လက်ပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာငွေသားနဲ့ပဲပေးချေလို့ရပါတယ်ဆိုရင်အိုရှိယာရာယီဝကန်ကင်နိုမီတဲ့ဆိုပြီးတော့ပြောရပေါ့နော်အဲ့တော့နိုမီဆိုတာကကွက်လက်တာကွက်လက်ပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အဖြေမှန်ကနံပါတ်1ဒီနှစ်ကတော့ဆိုတဲ့ပုံစံမျိုးပေါ့နော်နံပါတ်1ခိုးဆိုဖြစ်ပါတယ်နောက်တစ်ပုဒ်ကကြတော့腰の曲がった老人に似ている何々エビはエビとも聞かれると聞いたခါကုန်းနေတဲ့တက်ကြီးရဲ့အိုတွေနဲ့တူတဲ့ကွက်လက်ကြောင့်မို့လို့エビဆိုတဲ့ပစွန်ကエビလို့အဓိပ္ပာယ်ရတဲ့ဒီခန်းကြီးနဲ့ရေးတာလို့ကြားဘူးတယ်အဲ့တော့နီတေရုနောက်မှာလိုက်မဲ့ grammar ကဘာဖြစ်မလဲဟုတ်ပါတယ်ဖြေမှန်ကတော့နံပါတ်4ဖြစ်ပါတယ်တခိုရခါရဆိုတဲ့အဓိပ္ပာယ်ကတော့နာနီနာနေရာကနေအကြောင်းရင်းတစ်ခုကနေပြီးတော့ဒီလိုမျိုးဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥမိဆိုတဲ့ခန်းကြီးရဲ့ဒီမှာရိုးချင်းဒီမှာတက်ကြီးရွယ်ဆိုတဲ့ခန်းကြီးရဲ့ပေါင်းလိုက်တော့ AB ဆိုပြီးအဲ့လိုမျိုးရေးလို့ရတယ်ဆိုပြီးတော့ဖြစ်လာတယ်လို့ကြားရတယ်ပေါ့နော်ဒါဟာတွေဆိုရင် mono ဒါက N1 grammar ပေါ့နော်ဘယ်လိုမျိုးသုံးလဲဆိုရင်တော့သူနောင်တရတဲ့ခါမျိုးဖူမန်းဆိုတဲ့မကြည်မနဲ့ဖြစ်တဲ့ခါမျိုးပေါ့နော်နော်နီနဲ့လည်းအဓိပ္ပာယ်နည်းနည်းဆင်းတယ်ပေါ့နော်ဟိုမှာတောင်းမှန်လိုက်ရင်ပြီးသွားတဲ့ဟာကိုမတောင်းမှန်ဘူးဆိုအဓိပ္ပာယ်မျိုးပေါ့နော်ဒီ mono ကကြတော့ N1 grammar ပေါ့နော် N1 ဆိုတော့N1 grammar ပေါ့နော်အဓိပ္ပာယ်ကကြတော့သူကနာနီဖြစ်မှာကို
နာနီနာနီကိစ္စပဲကိုအဲ့လိုမျိုးပေါ့နော်ကိုကမကြည့်မနဲ့ပြောတဲ့အခါဒါမှမဟုတ်နောင်တရပြီးပြောတဲ့အခါမျိုးပေါ့နော်ဥပမာတောင်းပန်လိုက်ရင်ပြီးသွားတဲ့ကိစ္စကိုဆိုတဲ့ပုံစံမျိုးနဲ့တုံးတာဖြစ်ပါတယ်ထို့သူမနီကကြတော့နေအမျှပေါ့နော်နေအမျှတခုခုပြောင်းလဲတာနဲ့အမျှနောက်ကလည်းလိုက်ပြောင်းလဲတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဥဝဲသေးကကြတော့ဘတ်တဝဲသေးဆိုရင်လုတ်ပြီးမှတခုခုလုတ်ပြီးမှဥမာအိမ်နဲ့တိုင်ပင်ပြီးမှပြန်ပြောမယ်လို့ပါတော့ပေါ့နော်ဒီညမှာ dictionary form ဝေးသေးဆိုရင်တော့နာနီလုတ်တဲ့အခါမှာဆိုတဲ့အဓိပ္ပာယ်ရပါတယ်အဲ့တော့အားလုံးထဲမှာအမှန်ဆုံး grammar ကတော့ Tokoro Kara ဖြစ်ပါတယ်အဲ့တော့အဖြစ်မှန်ကနံပါတ်4နောက်တစ်ပုဒ်ကဂျောရှိကနေပြောရပေါ့နော် seminar ခိုင်ကျော်の準備はどうဂျွန်းကျော် seminar ပွဲရဲ့ဟောပေါ့နော်ပြင်ဆင်တာဘယ်လိုလဲတဲ့အဆင်ပြေလားတဲ့အဲ့တော့ဘုကနေပြန်ဖြေတယ်いつも並べ終わりましたし、これ資料を受付に転ぶだけです。さらさらにこう、レセシンカウナーをポポベジェノレボノ。အဲ့တော့ဒီရှိမှလိုက်မယ်။ကွက်လက်မှလိုက်မယ်စကားလုံးကဘာဖြစ်မလဲ။ဟုတ်ပါတယ်ဖြေမှန်ကတော့နံပါတ်2ပေါ့နော်။အတူဆိုနောက်ထပ်ကတော့ပေါ့နော်။သူပြောချင်တာကကျတော့ခုံတွေကတော့စီးပြီးသွားပြီ။နောက်ထပ်ကတော့ဒီပေါ့စာရေးစာတမ်းတွေကိုကောင်းတာကို recession ကောင်းတာကိုပို့ပဲကျန်တော့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အတူကနာနီဒါခေဒစ်ဒီဒါခေဒစ်ဆိုတာကတော့သူ့ရဲ့အတွဲလိုက် grammar ပေါ့နော်နောက်ထပ်ကတော့ quality ပဲကျန်တော့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တခြားတွေဘာဖြစ်လို့မှားလဲဆိုတော့တုတ်ခုနိဆိုတာအထူးသဖြင့်ဆိုတော့ခုံတွေကတော့ပြီးသွားပြီအထူးသဖြင့်စာရွက်တွေပဲကျန်တော့ရဆိုတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါအဓိပ္ပာယ်လွဲနေတယ်အတူကနောက်ထပ်ကကျတော့ scoshimo ဆိုတာကနည်းနည်းလေးမှဆိုတဲ့အဓိပ္ပာယ်ပေါ့နော် scoshimo ဆိုရဲ့နောက်မှာကျတော့အငင်းနဲ့လိုက်တာများရပေါ့နော် scoshimo နာနီနိုင်ဥပမာဆိုရင်scoshimo oshikunai နော်နည်းနည်းလေးမှအရသာမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် scoshimo ဆိုရင်နောက်မှာကတော့အငင်းလိုက်တယ်အဲ့တော့ဒီနေရာမှာကမဖြစ်နိုင်ဘူးပေါ့နော်အဓိပ္ပာယ်ကလွဲပါတယ်မာရီနီဆိုတာကျတော့အရန်ကိုမှဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ထိုတဲမုံနဲ့သူကအဓိပ္ပာယ်ဆင်ပါတယ်အဲ့တော့ဒီဟာကဒီမှာကွက်လက်မှာထည့်ဖို့ကြတော့အဓိပ္ပာယ်မဟတ်ဆက်ဘူးပေါ့နော်ပြီးတော့အဖြေမှန်ကနံပါတ်2ဖြစ်ပါတယ်နောက်တစ်ပုဒ်ကကြတော့このテニスコートの利用券は2次元1000円で1次元しか使わない何々1000円払わなければならないဒီ tennis ကစားတဲ့ကွင်းရဲ့အသုံးပြုကပေါ့နော်2နာရီဆိုရင်1000ရန်ပေးရမယ်တဲ့တနာရီပဲသုံးမယ်ဆိုတဲ့ကွက်လက်1000ရန်ကမပေးလို့မရဘူး1000ရန်ပေးဆောင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့မြန်မာလိုပဲတွေးကြည့်မယ်ဆိုရင်တော့မှဒီtennis queen ကိုအသုံးပြုက2နာရီကို1000ရန်ဖြစ်တယ်တနာရီပဲသုံးမယ်ဆိုရင်လေ1000ကမပေးလို့မရဘူး2နာရီကို1000ဒါပေမဲ့တနာရီပဲသုံးမယ်ဆိုလဲ1000ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီကွက်လက်မှာလိုက်မဲ့ grammar ကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်1ပေါ့နော်ဘာဤတဲ့မို့အခြေအနေမှာလဲပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တနာရီပဲသုံးတယ်ဆိုတဲ့အခြေအနေဆိုရင်လည်းပဲ1000ကမပေးလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တခြား grammar တွေကကြတော့ထန်းတဲ့မို့ဆိုရင်အချက်မှာလဲပဲတနာရီပဲသုံးမယ်ဆိုတဲ့အချက်မှာလဲပဲဆိုရင်ဒါကတဘာဝမကြောက်ဘူးပေါ့နော်သူကကြတော့အခြေအနေကိုပြောချင်တဲ့အတွက်ကြောင့်မို့လို့ဘာဤကပို့ပြီးတော့အဖြေမှန်တယ်ပေါ့နော်တင်တော်ပါတယ်နောက်တစ်ခုကဘာဤနိဝအခြေအနေကတော့တနာရီပဲအသုံးပြုမဲ့အခြေအနေကတော့1000မပေးလို့မရဘူးဒါဆိုရင်လည်းတလွဲကြီးဖြစ်နေရပေါ့နော်နောက်တစ်ခုကကြတော့ဘာဤဒေဝဆိုတာကကြတော့သူက grammar အရဆိုရင်ဒါကဘာဤဒေဝဆိုတာမျိုးမသုံးဘူးပေါ့နော်နိဝဆိုတာပဲသုံးတယ်ဒေဝဆိုတာကတိတ်ပြီးတော့တဘာဝမကြဘူးအသုံးတော့မှားတယ်ပေါ့နော်အဲကြောင့်မလို့အဖြေမှန်ကဘာဤဒေမိုဆိုတာဖြစ်ပါတယ်နောက်တစ်ပုဒ်ကကြတော့毎日日記を書き続けることはこれ結構難しいことだနေတိုင်းဒိုင်ယာရေးတယ်ဆိုတဲ့ကိစ္စကကွက်လက်တော်တော်လေးခက်တဲ့ကိစ္စပဲတဲ့ပြီးတော့ကွက်လက်မှာလိုက်မယ် grammar ကဘာဖြစ်မလဲအရင်ဆုံးမြန်မာလိုတွေးကြည့်မယ်ဆိုရင်နေတိုင်းဒိုင်ယာရေးတယ်ဆိုတဲ့အရာကကွက်လက်ဆိုပေမဲ့တော်တော်ခက်ခဲတဲ့အရာပဲအဲ့တော့လွယ်တယ်လို့ထင်ရပေမဲ့တော်တော်ခက်ခဲတဲ့အရာပဲလို့ဆိုပြီးတော့အတိတ်ပဲကဖြစ်မယ်ပေါ့နော်လွယ်တယ်လို့ထင်ရပေမဲ့အဲ့တော့မြန်မာလိုတွေးကြည့်မယ်ဆိုရင်နေတိုင်းဒိုင်ယာရေးတယ်ဆိုတဲ့ကိစ္စကကွက်လက်ဆိုပေမဲ့တော်တော်လေးခက်တဲ့ကိစ္စပဲ
လွယ်တယ်လို့ထင်ရပေမဲ့ဆိုပြီးတော့ဖြစ်နိုင်ခြေရှိရပေါ့နော်အဲ့တော့လွယ်တယ်လို့ထင်ရပေမဲ့ခက်တယ်လို့လွယ်တယ်လို့ထင်ရပေမဲ့ခက်တဲ့ကိစ္စပဲဆိုတော့အောက်မှာအဖြစ်မှန် grammar ကဘာဖြစ်မလဲအဓိပ္ပာယ်ကနေတိုင်းဒဏ်ရာရေးတယ်ဆိုတဲ့အရာကကွက်လက်ခက်ကိုမှုစုကရှိတာနေတိုင်းဒဏ်ရာရေးတယ်ဆိုတဲ့ကိစ္စကကွက်လက်ဆိုပေမဲ့တော်တော်ခက်တဲ့ကိစ္စပဲဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့မြန်မာလိုတွေးကြည့်မယ်ဆိုရင်တော့မှအရင်ဆုံးမြန်မာလိုအရင်ဆုံးတွေးကြည့်မယ်ဆိုရင်တော့မှနေတိုင်းပေါ့နော်ဒဏ်ရာရေးတယ်ဆိုတဲ့ကိစ္စကလွယ်တယ်ထင်ရပေမဲ့တော်တော်ခက်တဲ့ကိစ္စပဲအဲ့လိုဖြစ်မှာပေါ့နော်အဲ့တော့ရှေ့မှာလိုက်မယ်ကွက်လက်မှာလိုက်မယ် grammar ကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်၄ဖြစ်ပါတယ်ခန္တနာယောဒေဣတေဝခန္တနာယောဒေဣတေဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်၄ပေါ့နော်ခန္တနာယောဒေဣတေလွယ်တယ်လို့ထင်ရပေမဲ့တကယ်တမ်းကအဲ့လိုမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ယောဒေဣတေဝဆိုတာကကြတော့ထင်ရပေမဲ့အဲ့လိုထင်ရပေမဲ့တကယ်တမ်းအနောက်မှာမဟုတ်ဘူးဆိုပြီးတော့နောက်မှာဆန့်ကျင်ဘက်စကားလုံးလာရပေါ့နော်အဲ့တော့ဒီညမှာခန္တနာယောဒေဣတေခေကိုမူစကားရှိကိုတော့လွယ်တယ်လို့ထင်ရပေမဲ့ခက်တဲ့ကိစ္စပဲအဲ့တော့တခြား grammar တွေကိုကြည့်မယ်ဆိုရင်ခန်းတန်းလာရှိလွယ်မဲ့ပုံပေါက်တယ်လို့ပဲလာရှိရဲ့နောက်မှာဆိုရင်သူနဲ့အဓိပ္ပာယ်တူတဲ့ဟာလာမယ်ပေါ့နော်ဒါပေမဲ့ဒီမှာကဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဟာသုံးလို့မရဘူးခန်းတန်းလာရှိတဲ့ဆိုရင်လေဒါကအဓိပ္ပာယ်တူနောက်မှာလိုက်မှာပေါ့နော်ခန်းတန်းလွယ်ကူတယ်ဆိုရင်နောက်ထပ်သူနဲ့အဓိပ္ပာယ်တူတဲ့ဟာတွေလိုက်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာပေးထားတာကမူစကားရှိဆန့်ကျင်ဘက်စကားလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ grammar လည်းသုံးလို့မရပါဘူးနောက်တစ်ခုကကျတော့ခန်းတန်းလာရောတဲ့အားတဲ့ပါဆိုတာကကျတော့လွယ်မယ်ဆိုရင်ရောတဲ့အားတဲ့ပါဆိုတဲ့ grammar ကကျတော့တစ်ခုခုဖြစ်မယ်ဆိုရင်အဲ့လိုအခြေအနေမျိုးမှဆိုရင်ဆိုပြီးတော့သုံးတာဖြစ်ပါတယ်အဲ့တော့အဖြစ်မှန်ကတော့နံပါတ်၄ပေါ့နော်နောက်တစ်ပုဒ်က梅雨に入ってもほとんど雨が降らないんで庭の花が何々心配だမိုးရွာသည်ဝင်လာပေမဲ့လေတော်တော်များများမိုးမရွာတဲ့အတွက်ကြောင့်မို့လို့ခြံထဲမှာရှိတဲ့ပန်းတွေကိုကွက်လက်စိတ်ပူတယ်တဲ့ဒီကွက်လက်မှာလိုက်မယ် grammar ကဘာဖြစ်မလဲဟုတ်ပါတယ်ဖြေမှန်ကတော့နံပါတ်2ဖြစ်ပါတယ်ခါရဲတေစီမဝနိုင်ကာ၆သွားမလားဆိုတာကိုစိတ်ပူတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်မှာဆိုရင်ဒီခါရဲတေးနိုင်ကိုတိုတဲ့ကကြတော့၆မသွားဘူးဆိုတဲ့ဒါကြောင့်နဲ့ရှင်ပိုက်တာဆိုတာစန့်ကျင်ဘက်ကြီးဖြစ်နေရပေါ့နော်။ပန်းမင်းနေ၆သွားမှာကိုစိုးရိမ်တာပဲဖြစ်မှာပေါ့နော်။အဲ့တော့ဒါကစန့်ကျင်ဘက်ဖြစ်တယ်။နောက်တစ်ခုကကြတော့ခါရဲတေးနိုင်ခါရတော့၆မသွားတဲ့အတွက်ကြောင့်မို့လို့စိတ်ပူတယ်ဆိုတာဒါလည်းစန့်ကျင်ဘက်ကြီးဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကြတော့ခါရဲတေးရှိယောမနိုင်တော့တာ၆သွားရင်ဘာမှလုပ်လို့မရတော့ဘူးဆိုတာစိတ်ပူတယ်ဒါပေမဲ့ဒီနေရာမှာဘာလို့သုံးလို့မရလဲဆိုတော့ grammar က no ဒါဆိုတာကြီးအဆုံးသက်ကြီးဖြစ်တယ်ပေါ့နော်ဆုံးသက်ကြီးဟိုဒီမှာသွားထည့်လို့မရဘူးအဲ့တော့ grammar တွေဖြေတဲ့အခါမှာဆိုရင်အဓိပ္ပာယ်ကိုမြန်မာလိုအရင်ဆုံးစဉ်းစားကြည့်ပြီးထည့်ရတဲ့အခါမျိုးရှိသလိုဒီလိုမျိုးပေါ့နော်စာကြောင်းရဲ့ဆက်ဆက်ပုံကိုလည်းကြည့်ပြီးတော့ထည့်ရတဲ့အခါရှိရပေါ့နော်စာကြောင်းရဲ့ဆက်ဆက်ပုံကဒီမှာစာကြောင်းအဆုံးသက်ကြီးဖြစ်နေတယ်နောက်မှာဆက်လာနေသေးတယ်ဆိုရင်ဒါကဆက်သုံးလို့မရတော့ဘူးတေချာပေါက်ကဒါဒီသုံးလို့မရတော့တဲ့ grammar ဖြစ်ပါတယ်နောက်တစ်ပုဒ်က今日は本当は映画を何々が雪が降ってきたのでやめたဒီနေ့ကတကယ်တမ်းကျတော့ဒီရုပ်ရှင်ကွက်လက်မလို့ပေါ့နော်နှင်းကြလာတဲ့အတွက်ကြောင့်မို့လို့ရမဲတာဆိုတော့အစီအစဉ်ကိုဖျက်လိုက်တယ်မသွားတော့ဘူးဆိုပြီးဖြစ်သွားရပေါ့နော်အဲ့တော့မြန်မာလိုတွေးကြည့်မယ်ဆိုရင်တော့မှရုပ်ရှင်သွားမလို့တွေးထားတယ်တွေးထားပေမဲ့ပေါ့နော်နှင်းကြလာလို့မသွားတော့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီအောက်မှာ၄ခုပေးထားတဲ့ grammar ကအဖြစ်မှန်ပါဖြစ်မလဲဟုတ်ပါတယ်ဖြေမှန်ကတော့နံပါတ်3မီနီအီကုချမိုရီတတသွားမယ်လို့စီစဉ်ထားခဲ့ပေမဲ့တွေးထားခဲ့ပေမဲ့စမိုရီတတဆိုတော့သွားမယ်လို့တွေးထားခဲ့ပေမဲ့အင်းကြလို့မသွားလိုက်ရဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တခြား grammar တွေကိုကြည့်မယ်ဆိုရင်မီနီအတက်ပါကာရီတသွားကြည့်ပဲကြည့်ချင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘတ်တေပါကာရီဆိုတာကကြတော့ကြီးပဲလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်
ဥပမာထားပဲတက်ပတ်ကလေးဆိုတော့စားကြည့်ပဲစားနေတယ်ဆိုတဲ့အဓိပ္ပာယ်နော်အတက်ပတ်ကလေးဆိုရင်သွားကြည့်ပဲသွားနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကမဟတ်ဆက်ဘူးပေါ့နော်မှားပါတယ်နောက်တစ်ခုကကျတော့မီနီအတက်ပတ်ကလေးတာဘက်တာဘကရီတာဆိုတာကလုတ်ပြီးကစားပေါ့နော်ထားပဲတက်ပတ်ကလေးဆိုစားပြီးကစားဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဒါမဖြစ်နိုင်ဘူးပေါ့နော်မဟတ်ဆက်ဘူးမကိုင်းညီဘူးဖြစ်ပါတယ်နောက်တစ်ခုဆိုရင်မီနီအတက်သမိုရီတာတာသမိုရီတာဆိုတာကလုတ်ပြီးလို့ထင်တာတကယ်တမ်းကမလုတ်ရသေးဘူးအဲ့တော့ဒီနေရာမှာကထည့်မယ်ဆိုရင်ဒီဟာဒီအဖြေတွေကတခြားအဖြေတွေကမဟတ်ဆက်ဘူးမကန့်ညီတဲ့ grammar တွေဖြစ်တယ်ပေါ့နော်အဲ့တော့အဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်နောက်တစ်ပုဒ်က今回戦略が有効であったかどうかはまだ効果が出ていない現時点では何々ဒီတစ်ခေါက် viewer ကထိရောက်မှုရှိမရှိဆိုတာကရလက်မထွက်သေးတဲ့အတွက်ကြောင့်မို့လို့အခုချိန်ခါမှာတော့ကွက်လက်ဖြစ်တယ်တဲ့ဘာဖြစ်မလဲပထမဆုံးတစ်ခုကဟန်ဒန်ဆူဘေခိတာဟန်ဒန်ဆိုတာကဆုံးဖြတ်ချက်ချတယ်ပေါ့နော်ဟန်ဒန်ဆူဘေခိတာဆိုတော့ဆုံးဖြတ်တဲ့နေနောက်တစ်ခုကကြတော့ဟန်ဒန်ရှိခါနေရဆုံးဖြတ်ဖို့ခက်တယ်ဆုံးဖြတ်ဖို့ခက်တယ်ဆုံးဖြတ်ဖို့ခက်တယ်ဆုံးဖြတ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရှိခါနေမတ်ခါနေမတ်ခါနေရခါနေမတ်ဆိုတာကတခုခုလုပ်ဖို့ခက်တယ်တခုခုလုပ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ခု grammar ကကြတော့ဟန်ဒန်စတာနိစူဂီနိုင်ဟန်ဒန်စတာနိစူဂီနိုင်ဆိုတာကဆုံးဖြတ်လိုက်အောင်တက်ပဲနိစူဂီနိုင်ဆိုတာနာနီနာနီတက်ပဲနာနီနာနီဒါပဲဆိုတဲ့အဓိပ္ပာယ်ပဲပေါ့နော်အဲ့ထက်မပိုဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ခုကကြတော့ဟန်ဒန်ဇာရူအေနိုင်မဆုံးဖြတ်လို့မရဘူးတဲ့ဇာရူအေနိုင်ဆိုတာကမလုပ်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့မဆုံးဖြတ်လို့မရအောင်အဲ့တော့ဒီလေးခုတွေရဲ့အဖြေမှန်ကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်1ပေါ့နော်ဟန်တန်စီခါနေနိုင်ဆိုတာကဆုံးဖြတ်ဖို့ခက်မယ်စာကြောင်းကသူပြောထားတာကဒီတစ်ခေါက်ရဲ့ viewer ကထိရောက်မှုရှိမရှိဆိုတဲ့ရလက်ကမထွက်သေးဘူးရလက်မထွက်သေးတဲ့အတွက်ကြောင့်မို့လို့ဆုံးဖြတ်ချက်ချဖို့ကခက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ပုဒ်ကကြတော့この馬の絵は本物作りに書かれていて何々ဒီရဲ့မြင်းပုံကတကယ်မြင်းအစစ်နဲ့တူအောင်ရေးဆွဲထားတဲ့အတွက်ကြောင့်မို့လို့ကွက်လက်ဖြစ်တယ်တဲ့အဲ့တော့ကွက်လက်မှာလိုက်မယ်စကားလုံးကဘာဖြစ်မလဲ hashtag တိုက်ဆိုတာကပြေးခြင်းတယ်ကိုယ့်ရဲ့ဆန္ဒကိုဖော်ပြတဲ့ grammar ပေါ့နော်ကိုယ့်ရဲ့စိတ်ဆန္ဒကိုဖော်ပြတဲ့ grammar hashtag တိုက်ဆိုကိုကပဲပြေးခြင်းတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ hashtag လူရောတာမျက်လုံးရှိမှမြင်နေရတာတကယ်ကိုပြေးနေတယ်ဆိုတဲ့အတိုင်းပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ခုကကြတော့ဟာစီရီဒါရှိဆိုတာဆိုတာကကြတော့အချက်လက်ကိုကြည့်ပြီးတော့အဲ့လိုဖြစ်တော့မဲ့ပုံမဲဆိုပြီးတော့ခံမှန်းပြောဆိုတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟာစီရီဒါရှိထာကာရုပြေးထွက်ခြင်းတဲ့ပုံမဲထာကာရုဆိုတာကကြတော့တက်ရှိတွေကပေါ့နော်တက်ရှိတစ်ခုခုကိုကြည့်ပြီးတော့တစ်ခုခုကဖြစ်ချင်နေတဲ့ပုံမဲဆိုပြီးပြောတာဖြစ်ပါတယ်အဲ့တော့အဖြေမှန်ကဘာဖြစ်မလဲဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်3ပေါ့နော်ဟာစီရီဒါရှိဆိုတာပြေးထွက်တော့မဲ့ပုံမဲသူကပုံကိုကြည့်တယ်ပုံကိုကြည့်ပြီးတော့ပုံကဒီမြင်းရဲ့ပုံကတကယ်ကိုအစစ်နဲ့တူအောင်ဆွဲထားတဲ့အတွက်ကြောင့်မလို့ပြေးထွက်တော့မဲ့ပုံမဲဆိုပြီးတော့ပြောလိုက်တာဖြစ်တယ်ပေါ့နော်နံပါတ်1ကဘာလို့လဲဆိုတော့ကိုကဖြစ်ချင်တယ်ကိုယ့်ရဲ့စိတ်ဆန္ဒကိုကပဲပုံကိုကြည့်ပြီးတော့ကိုကပဲပြေးချင်တယ်ဆိုတဲ့ပုံစံဖြစ်နေတယ်နံပါတ်2ကကြတော့တေးရီတို့ယောတာဆိုတော့သူ့ရှိမှပြေးနေတဲ့ပုံမဲဆိုပြီးတော့ကိုယ့်ရဲ့အထင်မြင်ပြောတာပေါ့နော်မှန်တာမမှန်တာထက်အချက်လက်တွေထက်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြောတာဖြစ်ပါတယ်နံပါတ်4ကကြတော့ဟာစီရီတာရှိတာကာရုဆိုတာကကြတော့တခုခုကြည့်ပြီးတော့တက်ရှိတခုခုပေါ့နော်တက်ရှိတခုခုကဖြစ်ချင်နေတဲ့ပုံမဲသူကတော့စားချင်နေတဲ့ပုံမဲသွားချင်နေတဲ့ပုံမဲဆိုပြီးတော့သုံးတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာကကြတော့မြင်းရဲ့ပုံတက်မဲ့ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ grammar ကသုံးလို့မရဘူးပေါ့နော်တက်ရှိဆိုရင်တော့သုံးလို့ရပါတယ်အဲ့တော့ပြင်မှန်ကနံပါတ်3ဖြစ်ပါတယ်နောက်တစ်ပုဒ်ကကြတော့私たちが旅券に着くと従業員たちが笑顔でようこそ何々と挨拶してくれたကျွန်တော်တို့ကတဲမဲနေရပေါ့旅券ဆိုတဲ့ဟိုတယ်လူမျိုးပေါ့နော်ဂျပန်စတန်ဟိုတယ်旅券ကိုရောက်တဲ့အခါမှာတဲ့ဝန်ထမ်းတွေကအပြုံးမျက်နှာနဲ့ようこそကြိုးဆိုပါတယ်ကွက်လက်လို့နှုတ်ဆက်ခဲ့ကြတယ်တဲ့ဘယ်လိုနှုတ်ဆက်ကြမလဲဆိုတော့お越しくださいました
ကိုရှိခရာဆိုင်မစတာဆိုတာကကိုကတစ်ဖက်လူကိုယဉ်ကျေးခြင်းနဲ့ပေါ့နော်ကြွရောက်လာပြီးတာကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့အိုဥကဂိုင်းရှိမစတာအိုဥကဂိုင်းရှိမစတာဆိုတာကကြတော့ ikimas kimas ရဲ့ခံကြောကိုပေါ့နော်မိမိကိုနှိမ်ချပြီးတော့ပြောဆိုတယ်မိမိကတော့ရမယ့်စကားပေါ့နော်လာခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လာခဲ့ပါတယ်ကိုသုံးတဲ့စကားပေါ့နော်ဘတ်3ကကြတော့ oyobi itadakimashita oyobi ဆိုတာကဖိတ်ကြားတယ်ခေါ်တယ်အဲ့ဒါကို itadakimashita ဆိုတော့လက်ခံရရှိရပေါ့နော်ခေါ်ခြင်းကိုခေါ်ခံခဲ့ရပါတယ်ဖိတ်ကြားခြင်းခံခဲ့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ omukae shimashita omukae shimashita ဆိုတာကတော့ကြိုဆိုခဲ့ပါတယ်အဲ့ဒီတော့ဝန်ထမ်းတွေကဘာပြောမလဲကြိုဆိုပါတယ်ကွက်လက်ဆိုပြီးဘယ်လိုပြောမလဲအဖြေမှန်ကဟုတ်ပါတယ်အဖြေမှန်ကတော့နံပါတ်1ပေါ့နော်နံပါတ်1က okoshi kurasai-mashita ကြွရောက်လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆွန်ခဲကောပေါ့နော်တစ်ဖက်လူကိုလေးလေးစားစားယူတည်တည်ပြောတဲ့အခါမှာသုံးတဲ့စကားဖြစ်ပါတယ်အဲ့တော့ဝန်ထမ်းတွေကနေဧည့်သည်ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆွန်ခဲကောဖြစ်တဲ့နံပါတ်1ကအမှန်ဖြစ်ပါတယ်ဒါဆိုရင်နောက်ဆုံးတစ်ပုဒ်ကိုဆက်သွားမယ်နော်キムラさんရဲ့田中さんရဲ့ပြောနေတဲ့စကားအပြောပိုင်းလေးပေါ့နော်キムラさんကနေပြီးတော့田中君アルバイトを探してるんだって田中君ထိမိုင်းလှူရှာနေတယ်ဆိုတဲ့ပြောလိုက်တော့田中君ကနေပြီးတော့そうなんだဟုတ်တယ်လေတဲ့အဲ့တော့キムラさんကပြောလဲဆိုတော့私が働いてるお店がアルバイトを募集しているから応募してみないもちろん田中さんが何々သူကအလုပ်ရှာနေတယ်ပြောတော့ကီမရာဆန်ကနေပြီးတော့ငါအလုပ်လုပ်နေတဲ့ဆိုင်မှာလူခေါ်နေတယ်တဲ့ချောက်မကြည့်ကြုံလားဆိုပြီးတော့မေးတယ်ပေါ့နော်နောက်ထပ်ဆက်ပြောတာကမိုချီရွန်တေးကြတာပေါ့တဲ့ဌာနကဆန်ကကောလက်ဖြစ်တဲ့ဆိုရင်ပေါ့အဲ့တော့အောက်မှာပေးထားတာကအီးနန်တဲဆိုတာကကောင်းမယ်ဆိုတာကအဆင်ပြေမယ်ဆိုတာကဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်ကမှတစ်ခုကယောခတ်တက်ကေဆိုတာကကြတော့တရားရောက်ကိုပြန်ပြီးတော့နော်ခါခုနင်းလောက်တာသူကောင်းတယ်ဆိုတာမလားဆိုပြီးတော့အဓိပ္ပာယ်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဤခါရသားရောနဲ့ဆိုတာကအဆင်ပြေတဲ့အတွက်ကြောင့်ပေါ့နော်ဒါမှမဟုတ်ရင်ကောင်းတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကကြတော့ယောခေတယ်ဘာသာကေတော့အဆင်ပြေမယ်ဆိုရင်ပေါ့အဆင်ပြေမယ်ဆိုရင်ပေါ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီနေရာမှာလိုက်မဲ့ grammar ကဘာဖြစ်မလဲဟုတ်ပါတယ်ဖြေမှန်ကတော့နံပါတ်4ပေါ့နော်ယောခေတယ်ဘာသာကေတော့ဆိုပြီးတရားရောက်ကိုဖိတ်ခေါ်ခြင်းတဲ့အခါမျိုးစီယုံခြင်းတဲ့အခါမျိုးပေါ့နော်ကောင်းတဲ့ထင်မှသာလားရှောက်ဖို့ဆိုတဲ့အဓိပ္ပာယ်နဲ့ယောခေတယ်ဘာသာကေတော့ဆိုပြီးတော့ဂျပန်တွေကဒီစကလုံးလေးကတော့အသုံးများရပေါ့နော်အဲ့တော့တခြား grammar တွေသုံးဖို့ကဒီနေရာမှာကအဆင်မပြေဘူးအဓိပ္ပာယ်ကမဟတ်ဆက်ဘူးပေါ့နော်အဲ့တော့ဖြေမှန်ကနံပါတ်4ဖြစ်ပါတယ်